hello ကျွန်တော်အကြိုက်ဆုံးဂိမ်းရော့သရုံးတွေကအမိုက်ဆုံးထိုင်ရလို့များ KD ခစ်တော်ကီဖုတ်လိုက်ကြစို့ number 1 Windows ခမ်းမင်း Kathleen Stark ကပြောတယ် Brandon ကဒီလိုကွက်မြတ်တာတွေကိုကြည့်ဖို့အတွက်အရန်ငယ်သေးတယ်အမ Nestor ကပြန်ပြောတယ်သူကတော်တော်လုံးဒီတိုင်းငယ်နေမှာမဟုတ်ဘူးပေါ့နော် The Windows ခမ်းမင်းဆိုအဲ့လိုပြောလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီဇလန်ကြီးကဆောင်းဝိုင်းကျန်းထော်နေတဲ့လောကကြီးဖြစ်နေရဆိုတော့ခံစားရတယ်ဗျာ Tell Bran he's coming too. 10 is too young to say such things. He won't be a boy forever. And winter is coming. Number 2 best step for snow ကျွန်တော် snow အတွက်ပြောတဲ့စကားပေါ့တန်ရီကပြောတယ်မင်းမျိုးမစစ်ဆိုတာကိုမမေ့နဲ့တဲ့6ဝတ်တစားလုံးမျိုးမင်းကိုမှဝတ်ထားပေါ့နော်အဲ့လိုပြောချပလိုက်တယ်အဲ့ဒါမှမင်းကိုမနာကျင်စေမှာတဲ့အဲ့လိုပြောလိုက်တော့ကိုယ့်ရဲ့အားနည်းချက်ကိုဝတ်ထားရမယ်ပေါ့နော်အဲ့ဒါမှအားနည်းချက်လူတိုင်းကအသုံးမချမှာဆိုတဲ့အရာကြီးပေါ့အဲ့လိုကြီး Lady Stark is not your mother, making you a bastard. Let me give you some advice, bastard. Never forget what you are. Wear it like armor, and it can never be used to hurt you. Number 3 best step for draw ကျွန်တော်ကပြောတယ်မင်းကမျိုးမစစ်တွေဖြစ်ရတဲ့အကြောင်းမင်းကဘယ်လောက်တောင်သိလို့တော့လဲအားနဲ့တိုင်ရီကပြန်ပြောတယ်လူပူလေးတွေမွေးတဲ့အဖေတိုင်းอ่ะပေါ့နော်သူတို့ရဲ့မျက်လုံးထဲမှာအဲ့လူပူလေးတွေအကုန်လုံးကမျိုးမစစ်တွေလိုပဲထင်ပါပဲတဲ့အဲ့လိုပြန်ပြောတယ်တိုင်ရီကဂျပူလေးဆိုတော့အဲ့လိုမျိုးပေါ့နော်သူရဲ့ခံစားချက်ပေါ့ What the hell do you know about being a bastard? All dwarves are bastards in their father's eyes. Number 4 the things I do for loss Jane Lannister ပြောတယ်ဟို Brandon Stark ကိုမင်းအသက်ဘယ်လောက်လဲ Brandon Stark ကပြန်ပြော10နှစ် Jane Lannister နေပြော the things I do for loss အချစ်တွေလုပ်တဲ့အရာကြီးဆိုပြီးပြောပြီးတော့ခလေးတယောက်တေးအောင်လုပ်ပလိုက်တယ်တောင်းကြမ်းတယ် The little climb, aren't you? How old are you, boy? 10. 10. The things I do for love.